မင်္ဂလာပါနေ့စဉ်ရုပ်ရှင်ဇာတ်လမ်းကောင်းတွေကိုဖော်ပြပေးနေတဲ့ကျွန်တော်တို့ရဲ့အစီအစဉ်မှာဒီနေ့တင်ဆက်ပေးမှာကတော့2012ခုနှစ်ကထွက်ရှိခဲ့တဲ့ American Drama ရုပ်ရှင်ကားကြီး Flight ပဲဖြစ်ပါတယ်ဇာတ်လမ်းအစအဆုံးကိုပြောပြမှာဖြစ်လို့ spoiler တွေပါဝင်နိုင်တာတော့ကြိုတင်သတိပေးပါရစေခင်ဗျာကဲအားလုံးပဲအသင်ခင်လို့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ဇာတ်လမ်းအစမှာတော့ကောင်းကင်ယံထက်မှပြန်တန်းနေတဲ့လီယင်ကြီးတစ်စင်းကိုမြင်တွေ့ရမှာပါအဲ့ဒီနောက်လီယင်မိုးဝှစ်ဝိတက်ကဟာလီယင်မဲကာတာရီနာနဲ့အတူနိုးလာခဲ့ပါတယ်သူဟာလီယင်မတက်ခင်မှာပဲဇနီးဟောင်းသူနဲ့ဖုန်းထဲကနေကလေးចောင်းလက်ခကိစ္စအတွက်အကြီးကျယ်စကားများရန်ထိနေပြီးဆဲဆိုနေခဲ့လာပါစိတ်လေးနေတဲ့ဝှစ်ဟာလီယင်မောင်းဖို့ပြင်ဆင်နေရင်းနဲ့တောင်မူရစ်စေဝါကိုသုံးဆွဲနေခဲ့ပါသေးတယ်လီယင်ထွက်ခွာဖို့အချိန်ရောက်တဲ့အခါမှာတော့ရာသီဥတုကတိမ်ထူပြီးမိုးသက်လေပြင်းတွေကျနေပါတယ်ဝှစ်ဟာလီယင်ပေါ်တက်လာပြီးတွဲဖက်လီယင်မူကန်အီဗန်နဲ့တွေ့ခွာတယ်အီဗန်ဟာဝှစ်ဖြတ်ထူးဆန်းနေတဲ့အမူအရာတွေကိုကြည့်ပြီးစိတ်ပူနေပေမဲ့ဝှစ်ကတော့ဂယုမဆိုင်ပဲလီယင်ကိုစတင်ထွက်ခွာဖို့ပြင်ပါတယ်တစ်ဖက်မှာတော့နီကိုဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာအထုပ်ကြီးတစ်ထုပ်နဲ့တနေရာရာကိုထပ်ပြေးဖို့ပြင်နေတာကိုမြင်ရမှာပါသူဟာကစ်ဆိုတဲ့လူတစ်ယောက်စီကိုတွားပါတယ်ကစ်ကသူမကိုလူကြီးကြီးရုပ်ရှင်ထဲမှာတရုပ်ဆောင်ဖို့တိုက်တွန်းနေပေမဲ့နီကိုကညင်းဆိုပြီးသူမအဲ့လိုလိုအပ်နေတဲ့မူရစ်ဆေးကိုပဲအတင်းတောင်းဆိုနေခဲ့ပါတယ်လေယင်ပေါ်မှာတော့ယာဒီဥယူကအဆိုးရွားဆုံးအခြေအနေကိုရောက်နေပါပြီဝှစ်ဟာလေယင်ကိုအရန်ကြမ်းတမ်းစွာမောင်းနေတဲ့အတွက်အီဗန်တောင်ကြောက်လန့်နေရပါတယ်ခရီးသည်တွေလည်းထိတ်လန့်တုန်လှုပ်နေကြပါမယ်ဝှစ်ကတော့ကျွမ်းကျင်စွာနဲ့မုံတိုင်းထဲကနေလွတ်မြောက်အောင်မောင်းထုတ်နိုင်ခဲ့ပါတယ်ကြည်လင်တဲ့ကောင်းကင်မြင်ကိုရောက်ပါတဲ့အခါမှာတော့ဝှစ်ဟာခရီးသည်တွေကိုအေးအေးဆေးဆေးပဲနှုတ်ဆက်စကားပြောပြီးဖြိုရည်ဘူးထဲကိုအရက်တွေရောထက်ကခိုးတောင်နေခဲ့ပြန်ပါတယ်မြေပြင်ပေါ်မှာတော့နီကိုဟာမူရစ်ဆေးလွန်ပြီးကျမ်းပြင်ပေါ်မှာလဲကျသွားပါပြီအဲ့ဒီအချိန်လေရင်ပေါ်မှာလဲဝှစ်ဟာထိုင်ကုန်ပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်ရုတ်တရက်လေရင်အင်ဂျင်မှာပြဿနာတက်ပြီးလေရင်ဟာထိန်းချုပ်မရပဲထိုးဆင်းသွားပါတော့တယ်ဝှစ်နိုးလာတဲ့အခါမှာတော့အခြေအနေကအတော်လေးဆိုးရွားနေပါပြီလေရင်ရဲ့စနစ်တွေအကုန်လုံးချို့ယွင်းသွားပြီးထိမရတော့တဲ့အခါဝှစ်ဟာမယုံနိုင်စရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အဲ့ဒါကတော့လေရင်ကြီးကိုဇောက်ထိုးလန့်ပစ်လိုက်ကပါပဲလူတိုင်းကတော့တေရလောက်မယ်လို့ထင်ပြီးဆူတောင်းနေကြချိန်မှာဝှစ်ကတော့အန်အိုးစရာကောင်းတော့အောင်တီးငိမ့်နေခဲ့ပါတယ်နောက်ဆုံးမှာတော့လေရင်ဟာဖျားเจ้าတစ်ခုရဲ့အပေါ်ရန်ကိုတိုက်မိပြီးမြေခွက်လက်တစ်ခုတည်းကိုအရေးပေါ်ဆင်းသက်နိုင်ခဲ့ပါတယ်ဝှစ်ဆေးရုံမှာနိုးလာတဲ့အခါမှာတော့လေရင်ပြတ်ချမှုကြောင့်လေရင်မဲနှလျောက်နဲ့ခရီးသည်၄ယောက်တေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့သူ့ရဲ့တငယ်ချင်းချာလီနဲ့ရဲတွေကတော့ဝှစ်ကိုတရေကောင်းတစ်ယောက်လိုချီးကျူးကြပါတယ်။အဲ့လိုအခြေအနေမျိုးမှာလေရင်ကိုထိန်းချုပ်နိုင်တာဟာတကယ်ကိုအံ့ဖွယ်ပဲလို့ဆိုကြပါတယ်။ဆေးရုံမှာနေရင်ဝှစ်ဟာလေကားထစ်မှာနေကိုနဲ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်စကားပြောနေတော့မှကန်ဆာဝေဒနာရှင်တယောက်ကလည်းသူတို့စီရောက်လာပြီးဒါဒီအားလုံးဟာဖျားသခင်ရဲ့အစီအစဉ်တွေပဲလို့ပြောသွားပါတယ်။ဆေးရုံကဆင်းရင်တွေ့ကြဖို့နီကိုနဲ့ဝှစ်တို့ချိန်ဆိုလိုက်ကြပါတယ်။ဆေးရုံကဆင်းပြီးနောက်တည်င်းတောက်တွေကိုရှောင်းဖို့အတွက်ဝှစ်မှာလေတော်တဲကအင်ဟောင်းလေးမှာတွားနေပါတယ်။သူဟာအရက်ဖြတ်ဖို့စ조사ပြီးရှိသမျှအရက်ပလင်းတွေကိုအကုန်လွင့်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ရှင့်နေဟူလားနဲ့တွေ့တဲ့အခါမှာတော့ပြဿနာတစ်ခုတက်လာပါတယ်။အဲ့ဒါကတော့လေရင်ပြကြကြီးမှာဝှစ်ပြဲသွေးထဲမှာအရက်နဲ့မူးယစ်ဆေးဝါးတွေအမြောက်အများတွေ့ရှိထားတာပဲဖြစ်ပါတယ်။ဒါကိုသက်သေပြနိုင်ရင်ဝှစ်ပါထောင်ချနိုင်ပါတယ်။စိတ်ဓာတ်ကျသွားတဲ့ဝှစ်ပါအရက်တွေပြန်တောက်မိပြန်ပါတယ်။အဲဒီနောက်သူဟာညီကိုကိုတွားရှာပြီးအိမ်လားကမပေးနိုင်လို့ဒုက္ခရောက်နေတဲ့သူမကိုသူ့အိမ်မှာလာနီးဖို့ခေါ်လာခဲ့ပါတယ်။ညီကိုကတော့အရက်ဖြတ်ဖို့ကြိုးစားနေပေမဲ့ဝှစ်ကတော့တားမရအောင်ပြန်တောက်နေခဲ့တာပါနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ရန်ဖြစ်ပြီးညီကိုထပ်သွားခဲ့ပါတယ်
စုံစမ်းစစ်ဆေးရေးရုံးချင်းမတိုင်ခင်တရက်မှာတော့ whip ကိုအရက်မတော့ကဟိုတယ်ခန်းထဲမှာပိတ်ထားပြီးစောင့်ကြည့်ခိုင်းပါတယ်ဒါပေမဲ့မမျော်လင့်ပဲဘေးခန်းကတကားပွင့်နေပြီးအထဲမှာအရက်တွေအပြည့်ရှိနေတာကိုတွေ့သွားတဲ့ whip ဟာမထိန်နိုင်ပဲအကုန်တောက်ချလိုက်ပါတော့တယ်ရုံးချင်းမနတ်မှာ whip ဟာလုံးဝမထနိုင်အောင်မူးနေပါပြီဒါပေမဲ့တငယ်ချင်းတွေကမူးရစ်ဆဲတစ်မျိုးကိုတုံးပြီးသူ့ကိုလူကောင်းအတိုင်းဖြစ်အောင်လုပ်ပေးခဲ့ပါတယ်စစ်ဆေးမှုမှာအရာအလုံးက whip ဘက်မှာရှိနေပါတယ်လင်းရင်ပြကြရတာဟာဆက်ချို့ယွန်းမှုကြောင့်ဆိုတာအတီးဖြုတ်နိုင်ခဲ့ပါပြီဒါပေမဲ့နောက်ဆုံးမှာတော့လင်းရင်ဘော်ကတွေ့ရှိတဲ့အရက်ပလင်းခွန်ဒီဟာကွယ်လွန်သွားတဲ့လင်းရင်ပဲကာတာရီနာတောက်တာလားလို့စစ်ဆေးရေးမှုကမေးခွန်းထုတ်ပါတယ်အဲ့ဒီအချိန်မှာwhip ရဲ့လူသားဆန်တဲ့စိတ်ဓာတ်ကနိုးထလာပါတယ်တခြားလူကိုအဖြစ်ပုံချဖို့သူလိပ်ပြမလုံးတော့ပါဘူးနောက်ဆုံးမှာတော့သူဟာလူတိုင်းရဲ့ရှေ့မှာအဲ့ဒီအရက်တွေကိုတောက်ခဲ့တာကျွန်တော်ပါလို့ဝန်ခံလိုက်ပါတော့တယ်ဇက်တိန်မှာတော့whip ဟာထောင်ဒဏ်73လကြာခံနေရပါတယ်ဒါပေမဲ့သူဟာအရက်ကိုလုံးဝဖျက်နိုင်သွားပြီးသူ့ရဲ့သားဖြစ်သူနဲ့လည်းပြန်လဲသိမြတ်သွားခဲ့ပါတယ်ထောင်ထဲမှာသူ့သားကကျောင်းဝတ်သားစာစီစာကုန်းရေးဖို့သူ့အဖေကိုလာရောက်အင်တာဗျူးတဲ့မြင်းကွင်းလဲနဲ့ဇလန်းလေးကပြီးဆုံးသွားခဲ့ပါတယ်ကဲမိမိရဲ့အမားကိုရေးရေးဝမ်းဝမ်းဝန်ခံသွားတယ်လေရင်မူးကြီးwhipရဲ့ဇလန်းလေးကတော့ဒါပါပဲပရိသတ်တို့ရောဒီဇလန်းလေးကိုဘယ်လိုမြင်ကြလဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦးနောက်ချက်ဘလို့ဇာတ်ကားတွေကို recap လုပ်ပေးစေချင်လဲဆိုတာလည်းပြောခဲ့လို့ရပါတယ် channel လေးကိုလည်း like subscribe နဲ့ notification လေးနှိပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲဘေးကင်းကြပါစေနောက်ရက်ဒီမှာပြန်တွေ့ကြမယ်